မင်္ဂလာပါခင်ဗျကျွန်တော်ကတော့ Step to Singapore ကိုဝေဖြိုးပါအခုဆိုရင်အခုပြောပြပေးမယ့်အကြောင်းကတော့ဒီအကိုတို့ကျောင်းသားတွေပေါ့နော်စင်ကာပူမှာက internship ပြီးသွားလို့ရှင်သူတို့အနေနဲ့ဘယ်လို website တွေကိုတုံးပြီးတော့မှဟိုဘက်မှာ permanent အလုပ်တွေပြန်လျှောက်ကြလဲပေါ့နော်အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့မှပြောပြပေးမယ်ဗျဒီပထမဆုံး application ကကြတော့ကျွန်တော်ဒီ Jobstreet ပေါ့နော် Jobstreet ကတော့ဒီစင်ကာပူမှာဆိုရင်လူသုံးအများဆုံးလည်းဖြစ်ပြီးတော့မှ permanent အလုပ်ရဖို့အတွက် 80% အောင်တေချာနိုင်လောက်တဲ့ဒီ application တစ်ခုပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ LinkedIn နဲ့နောက်တစ်ခုဒီ First Job နဲ့ Grab Job ဆိုရဲဒီ website တွေရှိမယ်ဗျ LinkedIn ကတော့ application အနေနဲ့လည်းသုံးလို့ရတယ်ဗျအဲ့ဒီ application တွေကနေပြီးတော့လည်းကျောင်းသားတွေအနေနဲ့ဒီ permanent လုပ်ရအောင်လို့သူတို့အနေနဲ့ဒီအလုပ်ရှာလို့ရတယ်ဗျနောက်တစ်ခုကကြတော့ကျွန်တော်ဒီ Indeed လို့ခေါ်တဲ့ဒီ website ပေါ့နော်သူကကြတော့ဒီ site ပေါင်းစုံကနေပြီးတော့မှအလုပ်ခေါ်စာတွေကိုတခါတည်းတစုတစည်းတင်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေအနေနဲ့ဒီစင်ကာပူနိုင်ငံတွင်းဖြစ်စေတခြားနိုင်ငံကဒီအလုပ်ခေါ်စာတွေဖြစ်စေပေါ့နော်ကျောင်းသားတွေစိတ်ဝင်စားတဲ့အပိုင်းတွေကိုရှောက်ထားလို့ရတယ်ဗျဒီနောက်ဆုံးတစ်ခုကကြတော့ဒီ Blink လို့ခေါ်တဲ့ application ပေါ့နော်သူကကြတော့ဒီ startup သမားတွေနဲ့ international ဆိုင်ရာဒီ technology company တွေကနေပြီးတော့မှလူငယ်တွေအများစုပေါ့နော်အလုပ်ခေါ်တာမျိုးတွေရှိတာဗျဒါပေမဲ့ဒီတခုသတိထားစရာရှိတာကြတော့ဒီစင်ကာပူမှာအလုပ်ခေါ်တာလာပြီဆိုရင်ဒီ agent ကတော့အဲ့လိုမျိုးပတ်စံကြိုလွှဲရမယ်ဆိုရင်တော့နည်းနည်းလေးသတိထားဖို့တော့တင်တယ်ဗျအဲ့လိုမျိုးမလုပ်မိဖို့တော့ကျွန်တော်အနေနဲ့ကတော့အကြံပြုပေးပါရစေဗျကျေးဇူးတင်ပါတယ်